ကိုယ်စိတ်ကိုတတိထားအကဲခတ်ကြည့်မှုလို့စိတ်အခြေအနေကကောင်းတယ်ဆိုလို့ရှိရင်ကောင်းတဲ့ဘုံဘဝရောက်တယ်စိတ်အခြေအနေမကောင်းမှုဆိုရင်မကောင်းတဲ့ဘုံဘဝရောက်လောကလူတွေရဲ့တန်တရားဘဝခရီးမှာစိတ်အခြေအနေကဆုံးဖြတ်ပေးနေတဲ့သဘောမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကစိတ်ကြည်နူးနေတဲ့အချိန်မှာကောင်းတာကိုပဲမျှော်လင့်နိုင်တယ်တဲ့စိတ်ညစ်နွမ်းနေပြီဆိုရင်မကောင်းတဲ့အနေအထားမျိုးကိုမျှော်လင့်ရမှာဖြစ်တယ်စိတ်နဲ့ပတ်သက်ပြီးတော့အရေးတကြီးဟောထားတာဖြစ်တယ်အဲ့တော့စိတ်အကြောင်းကိုဟောသည့်အတွက်ကြောင့်ရုပ်ကိုအတိမတ်မပြုတ်ဘူးလို့ဒီလိုအဓိပ္ပာယ်မရဘူးစိတ်နဲ့ရုပ်လူရဲ့ခန္ဓာကိုယ်မှာဆိုတော့ mind နဲ့ body လူရဲ့စိတ်နဲ့အသိစိတ်နဲ့ခန္ဓာကိုယ်ကြီးနှစ်ခုဟာပေါင်းစပ်ထားတာမှန်တယ်ပေါင်းစပ်ထားသည့်အတွက်ကြောင့်ရုပ်အခြေအနေကအဓိကကြသလားစိတ်အခြေအနေကအဓိကကြသလားဆိုပါစို့လောကမှာလူတွေဟာနေ့စဉ်ပြင်ဆင်နေကြတာဘာကိုပြင်ဆင်နေကြသလဲဆိုရင်ရုပ်ကိုပဲပြင်ဆင်နေကြတာမလှလှအောင်ရုပ်ကိုပြင်ဆင်နေတာအဝတ်စားတွေဝတ်ကြတယ်လှပအောင်ခြေလဲကြတယ်အားလုံးဟာရုပ်ကိုပဲပြင်ဆင်နေကြတာဖြစ်တယ်အဲ့ဒီရုပ်ပြင်ဆင်မှုရဲ့တန်ဖိုးဟာဘယ်ထိသွားနိုင်သလဲစဉ်းစားကြည့်ဖို့ဒီရုပ်ကြီးဟာပြင်ရင်နဲ့တဖြည်းဖြည်းတော့အိုးနေတာပဲချက်ချင်းကြီးတော့အိုးသွားတာမဟုတ်သည့်အတွက်ကြောင့်ဒီပြင်လို့မဆုံးအောင်ပြုပြင်နေကြတော့မယ်ရှိသေးတယ်အေးအလှပြင်တဲ့အခါမှာခြေလက်ဒေသမှာနေကြတဲ့ဘုရားဘာသာဝင်မိသားစုတွေကတော့တမန်တနခါလေးလိမ့်ုံနဲ့အလှပြင်ကြတာဒီနေ့တတရရဖြစ်အောင်တော့ပဲအလှပြင်ကြတာဖြစ်တော့တယ်ဟိုခိမိတိုးတက်တဲ့နိုင်ငံမှာရောက်နေတဲ့လူတွေကြတော့ကိုယ့်မျက်နှာကိုကြိုက်တယ်လို့ plastic surgery တွေအနာခံပြီးတော့လုပ်နေကြတာနော်နှာခေါင်းပုံစံမချွန်အောင်ပြင်တာအချွန်ကြိုက်တဲ့လူကအချွန်ဖြစ်အောင်ပြင်မျက်နှာကလေးတောင်ဆက်ဆက်ဖြစ်နေမျက်နှာလေးချွန်လာအောင်လုပ်တယ်မျိုးစုံပဲပေါ့မျက်နှာချွန်နေပြန်လို့ရှိရင်လည်းမျက်နှာဒီလေးတောင်ဆက်ဆက်မျက်နှာဝိုင်းဝိုင်းရအောင်ပြင်ကြတယ်ဆိုတာခဏခေတ်မှာအသားအနာခံပြီးတော့အည်ပြားကစပြီးအသားမဲတဲ့လူတွေကအသားဖြူအောင်ပြင်ကြတယ်အသားဖြူတဲ့လူကမဲချင်တော့လည်းမဲအောင်ပြင်ကြတယ်ဆိုအမျိုးစုံပြင်နေကြတာစိတ်တိုင်းကြအောင်လူတွေကကိုရထားတဲ့အနေတစ်ခုပေါ်မှာကျင့်တတ်နိုင်စွာမရှိကြဘူးဆိုဒါဘဝမှာစဉ်းစားကြည့်ပေါ့နော်စိတ်ရဲ့အခြေအနေလိုက်ပြီးတော့လူတွေကလှုပ်ဆောင်နေကြတာဖြစ်တယ်နေ့စဉ်ဘဝမှာလည်းကြည့်လိုက်မယ်ဆိုလို့ရှိရင်စိတ်အခြေအနေရလူတွေဟာလှုပ်ရှားသွားလာနေကြတာဖြစ်တယ်စကားပြောမယ်ဆိုရင်လည်းစိတ်ထဲကအရင်တွေးတယ်တွေးပြီးတွေးတဲ့အခါမှာကိုတွေးတဲ့အတွေးကလောဘနဲ့တွေးရင်လိုချင်တဲ့စကားဒေါသနဲ့တွေးရင်အမုန်းစကားအဲ့ဒီလိုကွဲပြားခြားနာတဲ့အတွေးတွေနဲ့စကားသံတွေဟာထွက်ပေါ်လာကြတာဖြစ်တယ်ဒါကြောင့်မို့အမုန်းစကားတွေဒေါသတွေနဲ့တွေးတဲ့လူတွေကြတော့အမုန်းစကားတွေပြောပြီးတူနဲ့တူရန်ဖြစ်ကြခရဒေါသဖြစ်ကြနောက်ဆုံးသိကြရသည်ထီအောင်တိုက်ကြခိုက်ကြဒီလိုလုပ်ကြတာဒီကမ္ဘာလုံးမှာဒီပုံစံအလုံးချုံငုံပြီးတော့ကြည့်လိုက်နေ့စဉ်မှာသရဝါတွေဟာစိတ်အခြေအနေရလှုပ်ရှားနေကြတယ်ဆိုတာဓမ္မထင်ရှားအေးလောဘရှိတဲ့ပုဂ္ဂိုလ်တွေကတော့မိမိဥစ္စာရလို့မှုနဲ့ပြောကြတယ်ဆိုကြတယ်ရထားတဲ့ပစ္စည်းဥစ္စာတွေဒီသိမ့်ပိုက်ထားမှုနဲ့ပြောကြတယ်ဆိုကြတယ်နောက်ဆုံးဘယ်လောက်ထိအောင်ကြည်ကျယ်တော့ဆိုလို့ရှိရင်ကိုယ့်ရဲ့ရပိုင်ခွင့်ဆိုတာကိုတိုက်ပွဲဝင်ပြီးတော့တောင်ယူကြတယ်အေးတချို့နိုင်ငံမှာဆိုရင်ကိုကျိုးစီးပွားကိုကာကွယ်တယ်ဆိုတဲ့စကားသံလေးနဲ့ကိုကျိုးစီးပွားကိုမထိနဲ့ထိရင်အဲ့ဒီပုဂ္ဂိုလ်ချေမုန်းပြစ်မယ်ဆိုပြီးတော့ဒီအစွမ်းထက်တဲ့လက်နဲ့ကြီးတွေပါတီထွင်ပြီးတော့ကိုအကျိုးစီးပွားကာကွယ်ဖို့ဆိုပြီးလုပ်နေကြတာတကယ်ကတော့လောဘကြောင့်ဖြစ်နေတာလောဘနောက်မှာဒေါသပါနေတယ်ဆိုတာစဉ်းစားကြည့်လောဘကိုဖယ်လိုက်တာနဲ့ဒေါသဟာတော်ရော့သွားတယ်နော်လူတွေဟာဘဝမှာနေစဉ်တဲ့ဘဝမှာလူချင်းတဲ့စိတ်ကိုမနှိပ်ကွက်နိုင်ဘူးဆိုရင်လူချင်းတဲ့စိတ်ပြင်းထန်လာလို့ရဖို့ကြိုးစားလာတယ်ရဖို့ကြိုးစားလာတဲ့အခါမှာမရဘူးဆိုရင်ဒေါသထွက်တယ်အဲ့တော့လောဘနောက်ဒေါသလိုက်နေတယ်ဒါကြောင့်မို့မြတ်စွာဘုရားကမဟာတတိပဋ္ဌာန်သုတ်မှာချစ်စင်မှာလူဟောထားတယ်ဆိုရင်ကာယေကာယ ानु ပတိဝိဟရတိအာတာပိသမ္ပဇာနောတတိမဝိနေယလောကေဘိဇာဒေါမနတံဆိုတဲ့မြတ်စွာဘုရားစကားတော်တွေကိုသိချာမြန်မာလိုပြန်ပြရင်ဘယ်လိုအဓိပ္ပာယ်ရတော့လို့ဆိုလို့ရှိရင်လုံလဝိရိယရှိတတိရှိနဲ့စင်ကြယ်တုံတရားအတိညာစွမ်းအားနဲ့တဲ့
ကိုကာယအပေါ်မှာကာယကိုရှုမှတ်ပြီးတော့နေထိုင်ရမယ်ထို့သောနေထိုင်ခြင်းအပြင်ထိုကာယနဲ့ပတ်သက်လာပြီးတော့လိုချင်တဲ့လောဘတွေမုန်းတီးတဲ့ဒေါသတွေမဖြစ်တော့ဘူးလို့ဆိုတာဆိုလိုတာဒီထွက်လေဝင်လေဆိုတဲ့ကိုယ့်ရဲ့တဏ္ဍာမှာရှိတဲ့ကိုယ်ကာယနဲ့ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့ထွက်လေဝင်လေလေးကိုရှုမှတ်ပြီးတော့နေလိုက်တယ်ထွက်လေလေးဖြစ်ပေါ်လာတာကိုအာယုံစိုက်ထားလိုက်တယ်ဝင်လေလေးဖြစ်ပေါ်လာတာကိုအာယုံစိုက်လိုက်တယ်အဲ့ဒါလို့ထွက်လေဝင်လေလေးပေါ်မှာမိအောင်အာယုံစိုက်မယ်လို့ကြိုးစားတာကအတ္တပလုံလဝိရိယလို့ခေါ်တယ်တတိမှာအဲ့ဒီပေါ်မှာအမြဲစိတ်စိုက်တာကတတိထွက်လေဝင်လေရဲ့သဘောတရားကိုသိနေတာကတမ္ပဇာနာလို့ comprehension အဲ့ဒီထွက်လေဝင်လေကိုသိနေတဲ့အသိပေါင်းလိုက်ရင်ဝိရိယရဲ့တတိရဲ့ပညာရဲ့ဒီသုံးခုနဲ့ကိုယ်တဏ္ဍာမှာရှိတဲ့ထွက်လေဝင်လေလေးကိုရှုမှတ်နေလိုက်တဲ့အချိန်မှာအဲ့ဒီရှုမှတ်နေတဲ့အာယုံလေးပေါ်မှာကာယလို့ဆိုတဲ့ထွက်လေဝင်လေလေးပေါ်မှာလိုချင်တယ်ဆိုတဲ့လောဘလည်းမဖြစ်လာဘူးလိုချင်တာမရခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဒေါသဆိုတာလည်းမဖြစ်လာတော့ဘူးလိုချင်တာမှမဖြစ်ရင်မရလို့ဒေါသဖြစ်တာဆိုတာလည်းမရှိဘူးဒါကြောင့်မလို့ဝိနေယလောကေအဘိဇ္ဇာဒေါမနတံအဘိဇ္ဇာဆိုတာလိုချင်စိတ်နဲ့ကြည့်တာလောဘနဲ့ကြည့်တာဒေါမနတဆိုတာမုန်းတီးတဲ့စိတ်နဲ့စိတ်ခံစားချက်နဲ့ကြည့်အဲ့ဒီလိုချင်တဲ့လောဘစိတ်နဲ့ကြည့်တာလည်းမဟုတ်ဘူးလိုချင်တာမရလို့သို့မဟုတ်ဆုံးရှုံးသွားလို့ဒေါသထွက်တဲ့စိတ်ခံစားချက်နဲ့ကြည့်တာလည်းမဟုတ်ဘူးအသိဉာဏ်နဲ့ကြည့်နေတယ်ဆိုဒီအချိန်လေးဟာကိုယ်စိတ်လေးရောက်လောက်တန်မိုးရှိနေတယ်ဆိုတာစဉ်းစားကြည့်ပေါ့နော်မြတ်စွာဘုရားဟောထားတယ်ဒီအဲ့ဒီအချိန်လေးမှာဒီစိတ်ကလေးကလောဘလည်းကင်းနေတယ်ဒေါသလည်းကင်းနေတယ်စိတ်ခံစားမှုတွေဟာတည်ငြိမ်ပြီးတော့အေးချမ်းနေတဲ့အနေအထားမျိုးလေးတစ်ခုရောက်သွားတယ်အဲ့ဒါကြောင့်မို့လို့ဒီလိုမထိမ့်သိမ့်မှုဆိုလို့ရှိရင်စိတ်ကတွေးလိုက်တယ်လိုချင်စရာအာယုံကိုမှမပြည့်စုံလို့လိုချင်တာတွေတွေးလိုက်လှူချင်တယ်ကိုရထားတဲ့ပစ္စည်းတွေကိုတွေးလိုက်လို့ရှိရင်သိမ့်ပိုက်ထားခြင်းနဲ့သိမ့်ပိုက်ထားတာကိုအကြောင်းပြုပြီးတော့ကိုပစ္စည်းသူများတွေလာယူမှစိုးတယ်ဟောတောကရောနောက်ကလိုက်လာစိတ်မချတာတွေဖြစ်လာကိုသိမ့်ထားတဲ့ပစ္စည်းများသူများသိမလားလို့စိုးရိမ်တာတခုစိတ်မလုံးကိုပိုင်တဲ့ပစ္စည်းလေးပေါ်မှာတွေးမိလိုက်တာနဲ့စိတ်မလုံးကိုနဲ့အတူရှိနေတာသိပဲနဲ့တစ်ခါကြတော့ငါပစ္စည်းလေးမှာလုံးဝလုံခြုံရလားလူဆိုးနဲ့တွေ့ပြီးလူမြတ်သွားမလားဆိုစိတ်မလုံးတာရှိတယ်အဲ့ဒါလို့ပစ္စည်းနဲ့ပတ်သက်လာလို့ရှိရင်လောဘကိုအကြောင်းပြုပြီးတော့ဒီမုန်းတိမှုဆိုတဲ့ဒေါသတွေဖြစ်ပေါ်နေတာအဲ့ဒါတွေကစိတ်ရဲ့အညစ်အကြေးတွေပဲလို့ဆိုလို့အဲ့တော့ဘုန်းကြီးတို့တွေရဲ့နေ့စဉ်ဘဝမှာစဉ်းစားကြည့်လိုက်လို့ရှိရင်မျက်စိကမြင်တဲ့အာယုံပေါ်မှာကြိုက်တာလေးတွေ့ရင်ခြေနှက်ပြီးတော့နောက်ထပ်ရချင်တယ်တွေ့ချင်တယ်ခံစားခြင်းမကြိုက်တာတွေ့လို့ရှိရင်မျက်နှာလွှဲပြီးတော့ဒါမျိုးလုံးဝမကြားခြင်းဘူးမရင်ဆိုင်ခြင်းဘူးမမြင်ခြင်းဘူးဆိုတဲ့စိတ်တွေပေါ်လာတယ်ဒေါသအမုန်းစိတ်ကထွက်လာအဲ့တော့လိုချင်စိတ်နဲ့အမုန်းစိတ်ဟာအာယုံပေါ်မှာနှလုံးသွင်းမှားတာကိုအကြောင်းပြုပြီးတော့လိုချင်စိတ်ထွက်ရင်ထွက်မယ်အမုန်းစိတ်လာခြင်းလာမယ်ဒီနှစ်ခုနဲ့လောကလူတွေဟာနေ့စဉ်မှာရှင်သန်နေတယ်ဆိုစဉ်းစားကြည့်ကိုအမြဲတမ်းစဉ်းစားကြည့်မှန်ထဲမှာကြည့်ပြီးတော့ကိုယ့်ရဲ့မျက်နှာကိုပြင်တယ်လို့ကိုယ်စိတ်လေးကိုလည်းပဲအသိဉာဏ်ဆိုတဲ့မှန်ပေါ်မှာကြည့်ပြီးတဲ့အခါမှာငါမနဲ့လင်းတဲ့အချိန်ကနေစပြီးတော့ဘာတွေဖြစ်နေသလဲကိုယ့်ကိုစဉ်းစားကြည့်လိုက်မနဲ့လင်းတဲ့အချိန်ကနေစပြီးမျက်စိကမြင်လိုက်တဲ့အာယုံပေါ်မှာဘယ်လိုအတွေးတွေဝင်သလဲနားကကြားလိုက်တဲ့အသံပေါ်မှာဘယ်လိုအတွေးတွေဝင်သလဲနှာခေါင်းကနမ်းရှူရတဲ့အနံ့ပေါ်မှာဘယ်လိုအတွေးတွေဝင်သလဲအစားအစာစားလို့လျှာပေါ်မှာတွေးရှိလာတဲ့အရာသာပေါ်မှာစိတ်ခံစားချက်နဲ့ဘယ်လိုအတွေးတွေဝင်လာသလဲကိုယ်ကာယမှာလာထိတွေ့တဲ့အထိတွေ့တွေနဲ့ပတ်သက်ပြီးစိတ်ခံစားချက်တွေဘယ်လိုအတွေးတွေဝင်လာသလဲအေးမျက်စိနာနာလျှာကာယဆိုတာတွေအာယုံမဆိုင်တော့ဘဲနဲ့ဒီတိုင်းစိတ်ကူးရင်နေတဲ့အာယုန်တွေပေါ်မှာလည်းပဲဘယ်လိုအတွေးတွေဝင်လာသလဲလောဘတွေဖြစ်နေသလားဒေါသတွေဖြစ်နေသလားဆိုတာဒါကိုနေ့စဉ်နဲ့အမျှစောင့်ကြည့်နေတဲ့အလုပ်ကိုဝိပဿနာအလုပ်လို့ခေါ်တာပဲစောင့်ကြည့်တယ်ကိုယ်ကိုစောင့်ကြည့်ရ
အဲ့လိုကိုစောင့်ကြည့်နေမယ်တဏှာလောက်ထိုင်ပြီးစောင့်ကြည့်ကြည့်ကိုတဏှာလောက်ထိုင်ပြီးစောင့်ကြည့်တဲ့အခါမျက်စိရှိမှညင်တာလေးမြင်လိုက်ရင်ဒေါသဖြစ်သွားသလားကိုမမြင်ခြင်းနဲ့အရာလေးမြင်လိုက်တဲ့အခါဒေါသဖြစ်သွားသလားတခါလေးတိမ်တိမ်မွေးမွေးလေးဖြစ်တာနော်ဒေါသဖြစ်တယ်ဆိုတော့ဟိုလိုဝူးတိုင်းနဲ့စိတ်ဆိုးတာအဆက်မဟုတ်ဘူးမျက်နှာလွှဲခြင်းနဲ့မကြားခြင်းဘူးဆိုတော့ဒေါသမမြင်ခြင်းဘူးဆိုတော့ဒေါသပဲနော်မြင်ခြင်းနဲ့ဆိုတာလောဘမမြင်ခြင်းဘူးဆိုတာဒေါသလေးဖြစ်လာဒီတဲ့ပြင်းထန်လာလို့ရှိရင်မုန်းတယ်ဆိုတဲ့အစဉ်ရောက်အေးနားထဲမှာအတန်ကြားလိုက်တယ်ကြားလိုက်တော့ကိုကြားခြင်းနဲ့အတန်လေးကြားရပြီဆိုလို့ရှိရင်နောက်ထပ်ကြားခြင်းနဲ့စိတ်ပေါ်လာရင်လောဘပဲအဲ့ဒါလို့မဟုတ်ဘဲနဲ့မကြားခြင်းမှုဒီအတန်ကြီးကိုဆိုလို့ရှိရင်ဒေါသဖြစ်လာပြန်အနံ့လည်းထို့တူပဲအစားအစာလည်းထို့တူပဲခန္ဓာကိုယ်အထိတွေ့လည်းထို့တူပဲစိတ်ကူးချမ်းစီတဲ့အတွေးတွေခေါင်းထဲဝင်လာတဲ့အခါမှာလည်းပဲထို့တူပဲကိုတွေးမိတဲ့အတွေးဟာကိုကျင်တတ်တဲ့အတွေးလေးဆိုသဘောကျကိုစိတ်ညစ်တဲ့အတွေးလေးတွေးလိုက်တယ်ဆိုရင်ဒေါသဖြစ်လာပြန်အဲ့တော့ဘဝနေစဉ်မှာစိတ်ဥဆောင်ပြီးတော့တွေးတော်ပြောဆိုကြံစည်နေတဲ့လောက်ရက်တွေဟာအားလုံးကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီအခြေအနေမျိုးဖြစ်နေတာကလွန်များတယ်သေးချာချာအာယုစိုက်ပြီးတော့ထိန်းနိုင်သိမ့်နိုင်ပြီဆိုတဲ့အခါမှာလောဘဆိုတာမဝင်အောင်တားလာနိုင်တယ်ဒေါသဆိုတာမဖြစ်အောင်တားလာနိုင်တယ်အာယုပေါ်မှာမြင်တဲ့အာယုပေါ်မှာမြင်တဲ့အတိုင်းတာလေးတစ်ခုမှပဲထားလိုက်တယ်လူကျင်တာလည်းမပါဘူးမုန်းတိတာလည်းမပါဘူးကြားတဲ့အတန်ပေါ်မှာလည်းပဲအတန်အာယုအနေနဲ့ပဲထားလိုက်တယ်လူကျင်တာဆက်မစင်စားဘူးမုန်းတိတာဆက်မစင်စားဘူးအဲ့ဒါကိုမြတ်စွာဘုရားဒိဋ္ဌိဒိဋ္ဌဝိပဿနာလို့ခေါ်တယ်ဒိဋ္ဌိဒိဋ္ဌမတ္တဝိပဿနာမြင်တာကိုမြင်တဲ့အာယုအတိုင်းတာနဲ့ပဲထားမယ်တော့မြင်တာကိုမြင်တဲ့အာယုအတိုင်းတာနဲ့ဘယ်လိုထားရလဲလို့ဆိုရင်ခုနတတိနဲ့ဝိရိယနဲ့တမ္ပစင်ညဆိုတဲ့အသိပညာနဲ့ပေါင်းစပ်ပြီးတော့မြင်တဲ့အာယုအဆင့်ပေါ်မှာအတွေးတွေနေမချဲ့ပဲနဲ့လောဘနဲ့မတွေးပဲနဲ့ဒေါသနဲ့မတွေးပဲနဲ့တဘာဝကိုတဘာဝအတိုင်းထားပြီးတော့တွေးမယ်ဆိုလို့ရှိရင်ဖြစ်လာတဲ့စိတ်တွေထဲမှာလောဘလည်းပါမလာဘူးဒေါသလည်းပါမလာဘူးဒီလိုဆိုလို့တယ်နော်အဲ့ဒါကိုတမန်အဖြစ်ကြည့်မယ်ဆိုရင်ဘုန်းကြီးတို့တွေကဝိပဿနာတရားအထုတ်တယ်ဆိုရိတ်တာသွားမှအထုတ်ရတယ်ထင်စခန်းဝင်ပြီးဆိုမှတော့ဝိပဿနာလုပ်အောင်မယ်အိမ်နေရင်တော့နေကျင်သလိုနေဆက်အထိပ်ပဲမျိုးရောက်တယ်အဲ့ဒါဟာလွယ်မှမှုတစ်ခုပဲနော်ဘယ်နေရာမှာနေကိုယ့်ရင်တဲ့နှလုံးထဲမှာလောဘမဖြစ်အောင်ထိမ့်တတ်ဖို့ဒေါသမဖြစ်အောင်ထိမ့်တတ်ဒီလိုနေရာမှာအထုတရားအထုတ်เสียတောင်မလို့နော်အထုတရားအထုတ်တာထုတ်တဲ့အခါမှာထုတ်ပဲသို့တော့တရားထုတ်တဲ့ချိန်မှာသာထုတ်ရတာမဟုတ်ဘဲနဲ့ကိုယ်စိတ်ထဲမှာပေါ်လာတဲ့အာယုံလေးပေါ်မှာကြည့်ပြီးဟာငါလောဘဖြစ်နေပါလားဆိုတော့သိလိုက်တာနဲ့တပြိုင်နက်လောဘကိုထိမ့်ပြီးသားဖြစ်သွားငါမှာအမုန်းစိတ်တွေပေါ်နေပါလားဆိုတော့သိလိုက်တာနဲ့တပြိုင်နက်အမုန်းစိတ်ကနောက်ဆုတ်သွားအာယုံပြောင်းလဲပြီးတော့ထွက်ပေါက်တွေကိုရှာတတ်ရအဲ့ဒါလို့ထွက်ပေါက်မရှာရင်တန်တရားဝကလွတ်တဲ့ဆိုတာမရှိဘူးဒီထဲမှာပဲတဝဲလဲအမုန်းတန်တရားထဲမှာလဲနေမယ်နော်ဒီချစ်ခင်မှုမျက်နှာမှုတန်တရားထဲမှာပဲလဲနေမယ်ဒီထဲကနေပြီးတော့အလိုကြလိုက်အလိုမကြလိုက်အလိုကြတဲ့စိတ်တွေပေါ်လိုက်အလိုမကြတဲ့စိတ်တွေပေါ်လိုက်နဲ့အဲ့ဒီစိတ်တွေနဲ့တဝဲလဲနေပြီးတော့တန်တရားကိုဆဲတယ်မှာလူဘဝရောက်သွားလိုက်စိတ်အခြေအနေရလူဘဝရောက်သွားလိုက်ဆိုပါစို့လောဘဖြစ်တဲ့အလှဲ့တွေကျုံလာတာများလို့ရှိရင်လောဘစိတ်နဲ့လှုပ်တယ်ဟိုကလှုပ်တာလှုပ်တယ်လူချင်းစိတ်တွေနဲ့လှုပ်လာနောက်ဆုံးမှာကုသိုလ်လှုပ်ထားသည်ပင်လည်းလူချင်းစိတ်နဲ့လှုပ်တဲ့အခါမှာလောဘနဲ့လှုပ်တာတွေရှိတယ်တန်တရားထဲမှာပို့ပြီးတော့တန်တရားကထွက်ပေါက်မရနိုင်အဲ့ဒီမှာမကျင်တတ်တဲ့စိတ်တွေနဲ့လှုပ်ရင်ပိုဆိုးသွားတယ်နော်အဲ့ဒါကြောင့်မို့လူရဲ့စိတ်ထဲမှာကျင်တတ်မကျင်တတ်ဆိုတဲ့အတိုင်းအတာတွေဖြစ်ပေါ်လာတဲ့အခါငါလှုပ်နေတာကျင်တတ်တဲ့အနေနဲ့လှုပ်ထားလားမကျင်တတ်တဲ့အနေနဲ့လှုပ်ထားလားဆိုတာကိုယ်စိတ်ရဲ့စိတ်တွေကိုဆင်ခြင်သုံးသပ်နေတာစိတ်တာနုပဒနာလို့မြတ်စွာဘုရားဟောတယ်နော်စိတ်တာနုပဒနာစိတ်ရဲ့အခြေအနေလေးကိုဆင်ခြင်သုံးသပ်နေရမှန်ကြည့်ပြီးတော့ရုပ်ကိုယ်ရဲ့အခြေအနေကိုတော့ပွဲထိုင်သွားတော့မယ်ဆိုရင်ပညာဆင်ညာတယ်ပေါ့သို့သောစိတ်ကိုပြင်ဆင်မှုတော့လူတွေဟာမေ့လျော့နေကြတယ်လို့ပြောအောင်စိတ်ပြင်ဆင်မှုကိုတတိမရကြဘူးပို့လို့တောင်မှအလှပြင်ပြီးတဲ့အခါမှာကိုကျင့်တတ်တဲ့လောဘစိတ်တွေဖြစ်လာတယ်ကိုယ်ရဲ့လှတဲ့လူနဲ့တွေ့ရင်မလားလို့တဲ့စိတ်ဖြစ်လာတာနော်
မနာလိုတဲ့စိတ်ဖြစ်ဖြစ်အိတ်တာဆိုပေါ်လာပြန်ကိုတယောက်ဆုံးအလှဆုံးဆိုလို့ရှိရင်ဒီပြင်လူတွေငါ့ကိုအလှမပြိုင်ပါစေနဲ့ငါတယောက်တည်းလှတာကိုခုံယူတယ်ဆိုတာလေဟောမစ္စရိယစိတ်ဖြစ်လာပြန်မမနာဆိုတာဒီလေဖြစ်နေအဲ့တော့ဒီဖြစ်သမျှတွေဟာအကောင်းနေလားလို့မေးလိုက်လို့ရှိရင်အပယ်ကိုချနိုင်တဲ့ဒုက္ခကိုပေးနိုင်တဲ့အကုသိုလ်တရားတွေကြီးပဲကိုယ်မှာဖြစ်တယ်တကယ်ကတော့အရှုံးကြီးရှုံးနေတာလို့သူတို့ပြောရမယ်ဘဝမှာကိုယ်စိတ်ထဲမှာလောဘဖြစ်လိုက်ရှုံးသွားပြီဒေါသဖြစ်လိုက်ရှုံးသွားပြီမာနတွေဖြစ်လိုက်အိတ်တာတွေဖြစ်လိုက်မစ္စရိယတွေဖြစ်လိုက်အိတ်တာဆိုတာကိုယ်ရဲ့တာသွားတာကိုမနာလိုစိတ်ကိုခေါ်တယ်မစ္စရိယဆိုတာကိုယ်ကတားနေတာကိုသူများတွေတဲ့အနိုင်ရခြင်းနဲ့စိတ်ကိုဆိုလို့အနိုင်ရနေတာကိုကိုယ်ပဲအမြဲတမ်းအနိုင်ရခြင်းနဲ့စိတ်ကိုဆိုလို့အဲ့ဒီနှစ်ခုရဲ့နောက်မှာဘယ်သူတွေပါလာတော့ဆိုအမုန်းတရားလိုက်လာတယ်အိတ်တာကြည်လွန်လာလို့ရှိရင်အမုန်းတရားနော်မစ္စရိယကြီးမားလာလို့ရှိရင်လည်းနောက်ကအမုန်းလိုက်လာတယ်ဒါမို့အဘိဓမ္မာသဘောတရားအရအိတ်တာမစ္စရိယတို့သည်လောဘနဲ့တွဲပြီးတော့မဖြစ်ကြဘူးဒေါသနဲ့တွဲပြီးတော့ဖြစ်တယ်ဒေါသမူလစိတ်မှသာရှင်တယ်လို့အဘိဓမ္မာသင်တဲ့လူတွေပြောတာဒေါသနဲ့ဖြစ်ပေါ်နေတဲ့စိတ်ထဲမှာသာအိတ်တာဖြစ်တယ်မစ္စရိယဖြစ်တယ်လို့သူပြောတာသူဟာအမုန်းတရားနဲ့တွဲဖက်ထားတဲ့အရာတွေသာဖြစ်တယ်လောကမှာအဲ့ဒီအိတ်တာမစ္စရိယရဲ့အစွမ်းဟာအလွန်ကြီးမားတယ်လွန်ကြီးမားရှင်ပြိုင်မှုတွေလာပြီဆိုရင်အိတ်တာတို့မစ္စရိယတို့ဟာမတမကြီးမားတဲ့နေလောကလူတွေဟာဂုံပြိုင်နေကြတာပဲလေဂုံပြိုင်နေကြဘဝမှာနေစဉ်ဘဝမှာကိုယ့်အခြေအနေကိုယ်ဆုံးနေဆင်ញင်သုံးသပ်မှုမရှိလို့ရှိရင်ဘာကိုအမြဲတမ်းကြည့်တတ်တုံလူရဲ့သဘာဝအိမ်နာနေခြင်းနော်အိမ်နာနေခြင်းပုဂ္ဂိုလ်ဘာလုပ်တယ်လဲကြည့်တယ်ကိုယ်အိမ်နာနေခြင်းပုဂ္ဂိုလ်ကတယ်လီဖုန်းကင်နေဆိုကိုမကင်ရရင်စိတ်ထဲမှာသိမ့်နေတယ်ကိုလည်းကင်မှုကြိုးစားလာကိုယ်အိမ်နာနေခြင်းကတယ်လီဗီရှင်းဝယ်တယ်ဆိုရင်ကိုလည်းဝယ်ချင်ကိုယ်အိမ်နာနေခြင်းလူကကားဝယ်စီးတယ်ဆိုရင်ကိုမစီးရရင်စိတ်ထဲမှာသိမ့်တယ်သိငယ်လာကိုယ့်ကိုပြန်ကြည့်လာတဲ့အခါမှာလောဘစိတ်တွေဒေါသစိတ်တွေမနာလိုစိတ်တွေဝန်တိုစိတ်တွေဖြစ်ပေါ်လာဒါတွေအကုသိုလ်တွေဖြစ်တယ်ကိုယ့်အတွက်အကျိုးရှိလားဆိုဘာအကျိုးမရှိဘူးကိုယ့်ခြေနေရကိုယ့်ခြေနေပဲကိုကြည့်ရငါဟာတယ်လီဖုန်းဝယ်ခိုင်းနိုင်တဲ့အခြေအနေရှိသလားဝယ်ခိုင်းတော့ငါမှဘယ်လိုအသုံးရတယ်လဲတယ်လီဗီရှင်းဝယ်ကြည့်နိုင်တဲ့ငါမှစီးပွားဥစ္စာအခြေအနေရှိလားမရှိရင်သူများဝယ်တာနဲ့ငါဝယ်ရမှာလားဆိုတဲ့အတွေးမျိုးသိပ်ပြီးတော့မရှိကြဘူးလောကလူတွေဟာဂျုံဆက်လို့ခေါ်တယ်အိမ်နာနေခြင်းရဲ့အနေအထားကိုကြည့်ပြီးတော့ရှင်ပြိုင်ဖို့ကြိုးစားကြတာပဲများတယ်ပေါ့အဲ့ကြရင်ဘလောက်ကုန်းအဲ့ရွာတွေမှာရှင်ပြိုင်တာတခုရှိသေးတယ်အေးသူတို့လူတော်ကဝက်သားကျွေးတယ်နော်ငါလူတရေချင်နဲ့ငပိကြော်နဲ့တော့မရဘူးဝက်သားကျွေးမှာရှင်ပြိုင်မှုတွေလေရှင်ပြိုင်မှုတွေကောင်းတဲ့ပဲရှင်ပြိုင်တာလည်းရှိတယ်မကောင်းတဲ့ပဲရှင်ပြိုင်များသောအားဖြင့်လူတွေဟာကုသိုလ်ပဲရှင်ပြိုင်တာနည်းတယ်ဂုဏ်လုံးဖို့အတွက်ပဲရှင်ပြိုင်ကြတာတွေများတယ်အဲ့ဒီလိုများတဲ့စိတ်တွေဟာကုသိုလ်စိတ်တွေလားအကုသိုလ်စိတ်တွေလားအကုသိုလ်စိတ်တွေပဲမြတ်စွာဘုရားလက်ထက်တော့ကဝေတိဆိုတဲ့တထေးတူရဲ့ရှင်ပြိုင်မှုကတော့မှတ်သားလိုက်တယ်ပေါ့ရှင်ပြိုင်ခြင်းပြီဆိုရင်အဲ့ဒါလိုရှင်ပြိုင်လောကီစီးပွားရေးနဲ့မရှင်ပြိုင်နဲ့လောကုတ္တရာတရားနဲ့ရှင်ပြိုင်အဲ့တော့ဂဝေတိဆိုတဲ့ဥပဒကတရားဟာသူနဲ့တွဲပေါ်တွဲဖက်သွားပေါ်သွားပဲစားပေါ်စားပဲလူသူ့အဖွဲ့အစည်းမှာလူ900ရှိတယ်900ရှိတယ်သူကအဲ့ထက်ပဲခေါင်းဆောင်တော့တရက်ကျသူကစဉ်းစားတယ်ငါလည်းငါးပါးတိလာမလုံဘူးငါလူတွေကလည်းငါးပါးတိလာမလုံကြဘူးကြုံရင်ကြုံတယ်လို့တောက်ကြတယ်စားကြတယ်ငါလူတွေကလည်းလူကောင်းကြီးမဟုတ်ငါလည်းလူကောင်းမဟုတ်အဲ့တော့သူတို့နဲ့ငါဘာထူးဘာမှမထူးတော့သူတို့နဲ့ငါခေါင်းဆောင်ဖြစ်ပြီးတော့သူတို့တွေတာတာဘာရှိဘာမှမရှိဘူးအဲ့တော့ငါတာအောင်လုပ်မယ်ဆိုပြီးတော့သူ့လူတွေဘာပြောတော့ဆိုဒီနေ့ကစားပြီးတော့တဲ့ငါမင်းတို့နဲ့မတူတော့ဘူးငါဒီနေ့ကစားပြီးတော့အတော်စားတွေမလုပ်တော့ငါးပါးသီလငါလုံးလုပ်တော့ဒီနေ့ကစားပြီးငါငါးပါးသီလမကျုံးပေါအောင်ထင်းထင်းဆောက်ရှောက်တယ်လို့မင်းတို့မှတ်ကြပြောလိုက်တဲ့အခါသူ့လူတွေကလည်းသူအားကြပြီးတော့ဟာခမည်းဆောင်တော့ကျွန်တော်တို့လည်းဆောင်မယ်ဗျာငါးပါးသီလလိုက်ဆောင်မယ်အဲ့လိုဆောင်တဲ့အခါကျတော့အေးသူလည်းငါးပါးသီလငါလည်းငါးပါးသီလဆို
သီလချင်းတူနေတော့သူစိတ်ထဲမှာပြန်တွေးပြန်အေးသူတို့လည်း၅ပါးသီလတကယ်လုံကြတယ်ငါလည်း၅ပါးသီလတကယ်လုံတယ်အဲ့တော့သူတို့နဲ့ငါဘာမှမထူငါထူအောင်လုပ်အောင်မယ်ငါကိုဒီနေ့ကနေစပြီးတော့နော်အိမ်တော်မပြုတ်တဲ့လူပြိုကြီးအဖြစ်မှတ်ကြလို့ဇမစရိယသိက္ခာပုဒ်ဆောက်တည်လိုက်တယ်ဆိုတော့ကျန်တဲ့လူတွေလည်းလိုက်လို့တယ်လိုက်လို့တော့တခါတူးနေပြန်တူးနေတော့သူကစဉ်းစားလိုက်ပြန်ငါဒီနေ့ကနေစပြီးငါ၈ပါးသီလရာသက်ပံဆောင်မယ်သူတို့နဲ့မတူအောင်၈ပါးသီလရာသက်ပံဆောင်မယ်ဟိုလူတွေကလည်းလိုက်လို့တယ်ကျွန်တော်တို့လည်းစောင့်မယ်၈ပါးသီလရတဲ့ပါအဲ့လိုစောင့်ကြတော့သူတို့လည်း၈ပါးသီလကိုလည်း၈ပါးသီလတူးနေပြန်တော့သူကစဉ်းစားတယ်ငါနဲ့ဒီလူတွေနဲ့အရေးချင်းတူးနေပြန်ငါတိုးမှာပဲဆိုအေးဒီနေ့ကစပြီးငါလူပေါ်မှာမနေတော့ဘုန်းကြီးဝတ်တော့မယ်ဆိုဘုန်းကြီးဝတ်သူတို့နဲ့မတူအောင်လုပ်တယ်ဘုန်းကြီးဝတ်လိုက်တဲ့အခါအတူတောင်ဝတ်နိုင်သေးတာပဲငါတို့လည်းဘုန်းကြီးဝတ်မယ်ဆိုကျန်တဲ့လူတွေကလည်းလိုက်ပြီးတော့ဘုန်းကြီးဝတ်ကြပြန်ဟောအားလုံးကတူးနေကြအဲ့ဒီတော့သူဘာလုပ်တုံးဆိုကဲသူတို့လည်းဘုန်းကြီးဝတ်တယ်ငါလည်းဘုန်းကြီးဝတ်တယ်သူတို့နဲ့မတူအောင်ငါဝိပဿနာတရားကိုကြိုးစားအထောက်မယ်ဆိုအထောက်လိုက်တာကဝေဒီကယဟန္တာဖြစ်သွားယဟန္တာဖြစ်သွားတော့ငါဟာကိလေသာအသောကုံဆုံးတဲ့ယဟန္တာဖြစ်သွားပြီရှင်းနှက်သွားကျန်တဲ့လူတွေကလည်းဟာငါတို့ရဲ့ခေါင်းဆောင်ကြီးတို့ယဟန္တာဖြစ်သွားငါတို့လည်းအားကြတယ်လိုက်ပြီးတော့ကျင့်ကြမယ်ဆိုသူတို့လည်းယဟန္တာဖြစ်သွားယဟန္တာဖြစ်သွားပြီဆိုတော့ရှင်ပြိုင်မှုကအဆုံးသတ်သွားတယ်ရှေ့သွားစရာမရှိတော့အဲ့ဒါကြတော့အကောင်းပြိုင်တယ်လို့ခေါ်တယ်အဲ့ဒါလို့အကောင်းပြိုင်တာကတော့အဆုံးသတ်လို့ရသွားတယ်နော်ရှင်ပြိုင်ကြီးဏိခုံးဆိုပြီးဘုန်းကြီးတို့ဟောထားတဲ့စာထွက်ထားပြီးသားရှိတရားလည်းရှိတယ်ပေါ့ရှင်ပြိုင်ကြီးဏိခုံးဟာအဲ့ဒီမှာအဆုံးသတ်သွားနောက်ထပ်ပြိုင်စရာမရှိတော့လောကီစီးပွားရေးကြတော့အဲ့ဒါလို့မဟုတ်ဘူးရှင်ပြိုင်မှုတွေနဲ့ရှုံးနေမှုတွေနဲ့မကျင့်တတ်မှုတွေနဲ့မြတ်စွာဘုရားကဟောထားတယ်စေယံဝေရံပတ္တဝတိဒုက္ခံဇေတိပရာတိရှင်ပြိုင်ပြီဆိုရင်လောကီကိစ္စမှာရှင်ပြိုင်ရင်နိုင်တဲ့လူကရံများတယ်တဲ့ရှုံးတဲ့လူကစိတ်ဆင်းရဲရတယ်တဲ့ဒါကြောင့်မို့အရှုံးနိုင်ဆိုတာတွေကလွတ်ကင်းနေလိုက်မယ်ဆိုလို့ရှိရင်တော့ဘယ်တော့မှစိတ်ဆင်းရဲရတာလည်းမရှိဘူးရံများတာလည်းမရှိဘူးဟိတ်တော်ဇေယပါနော်အောင်ကြီးနိုင်ကြီးရှုံးကြီးနှစ်ခုလုံးကိုစွန့်လွတ်လိုက်ပြီဆိုလို့ရှိရင်တော့စိတ်အေးလက်အေးနေလို့ရပြီဒါကြောင့်မို့ဘဝမှာအဲ့ဒီလိုနေနိုင်အောင်ကိုယ့်ကိုထိန်းချောင်းပေးရမှာဖြစ်တယ်စိတ်ကိုထိန်းချောင်းပေးအဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တမန်အပြင်တော့လူတွေကထင်အောင်ထင်လိုက်မယ်မြတ်စွာဘုရားလမ်းကြောင်းတိုင်းလို့ရင်တို့ဘဝဘယ်လိုလုပ်ကြီးပွားတိုးတက်မှာတော့ဆိုကဲကြီးပွားတယ်ဆိုတာဘာလဲမေးကြည့်လိုက်ပစ္စည်းဥစ္စာတွေချမ်းသာလို့တိုက်တွေဒရိုက်ပြီးဒရိုက်တယ်တာကားဒဇင်းပြီးဒဇင်းစီးတာတော့ပစ္စည်းဥစ္စာတွေချမ်းသာကြွအားတကယ်ချမ်းသာလားပစ္စည်းဥစ္စာတွေသုံးမကုန်အောင်ရှိတာတကယ်ချမ်းသာလားတော့မေးကြည့်လိုက်မယ်ဆိုရင်တကယ်ချမ်းသာအစစ်မဟုတ်ဘူးပစ္စည်းဥစ္စာတွေရှိခြင်းကြောင့်ငါရှိတယ်ဆိုတဲ့အတွေးလေးဝင်တဲ့အခါမှာတော့ငါတတ်နိုင်တယ်ငါချမ်းသာတယ်ဆိုတဲ့အတွေးလေးဝင်ချမ်းသာတယ်ဒါပေမဲ့လို့ငါရှိတာတွေများမီးလောင်တဲ့ထဲပသွားမှလားဆိုဟောစိတ်ပူလာတယ်ရှိလို့စိတ်ပူတာမရှိတဲ့လူကစိတ်မပူရှိတဲ့လူကျတော့စိတ်ပူလာခီးသွားလည်းမဖြောင်းဘူးအိမ်မှာတိမ့်ထားခဲ့တဲ့ပစ္စည်းတွေခီးသွားရင်လည်းမဖြောင်းဘူးတခုမှဖြစ်မှလားစိတ်ထဲမှာပူတယ်အဲ့တော့ကိုပစ္စည်းတစ်ခုရှိနေပြီဆိုရင်အဲ့ဒီရှိတဲ့ပစ္စည်းတွေမြန်မာစကားမှာဆိုသလိုပဲမရှိတောင်းတရှိကြောင်းကြဆိုမရှိရင်လိုချင်တယ်တောင်းတရှိလာလို့ရှိရင်ကြောင်းကြတယ်ဆိုတော့မရှိတော့လည်းပဲရှိချင်လို့စိတ်ပူစိတ်ဟာလောဘတွေဖြစ်တယ်ရှိလာပြန်တော့လည်းပဲပူပန်စိတ်တွေနဲ့တချောင်းကြကြဖြစ်ရတယ်ဆိုတော့စိတ်ချမ်းသာတဲ့အချိန်မှာဘယ်မှရှိငယ်မှမရှိအဲ့တော့ပစ္စည်းဥစ္စာရှိခြင်းဟာချမ်းသာဒုက္ခအလိုမဟုတ်ဘူးဆိုတာထင်ရှားတယ်ပေါ့ပစ္စည်းဥစ္စာရလို့ချမ်းသာတဲ့ချမ်းသာမျိုးဟာတကယ်ချမ်းသာမဟုတ်ဘူးတကယ်ချမ်းသာဆိုတာဘလောက်ပဲပစ္စည်းဥစ္စာတွေရှိစဉ်းစားကြည့်လေလောကမှာခဏခေတ်ဆိုရင်ပို့ပြီးတော့တန်ဝေကဖြစ်ဆက်ကောင်းတော့ပေါ့ဘလောက်ချမ်းသာယောဂဝေဒနာဖြစ်လို့ကုမရတဲ့ယောဂမျိုးနော်ကိစ္စယောဂတဲ့ဆိုလို့ရှိရင်သွားပြီလေပြဿနာဥစ္စာဘလောက်ရှိသိရတော့မယ်ဆိုတဲ့အချိန်မှာဘယ်သူမှမချမ်းသာပစ္စည်းဥစ္စာရှိတဲ့လူလေ
ဆင်းရဲတာပဲမရှိတဲ့လူလည်းရှိတဲ့လူကြတော့ပိုးဆင်းရဲတယ်နှစ်ထပ်ကွာသေမှာကြောက်တာရဲ့ပစ္စည်းတွေနှမျောတာနှစ်ခါဆင်းရဲမရှိတဲ့လူကတော့ကိစ္စမရှိဘူးမရှိတဲ့လူကသေမှာကြောက်တာတခုပဲဆင်းရဲရှိတဲ့လူကြတော့ဒီပစ္စည်းတွေစောအောင်မှခက်တယ်အေးနတ်ပြည်ရောက်နေတဲ့နတ်တွေတို့ပြမဘုံရောက်နေတဲ့ပြမတွေတို့ဒီအထူးသဖြင့်နတ်ပြည်မှာရှိတဲ့နတ်တွေဟာသေတော့မယ်လို့ပုပ္ပနမိတ်ကြောက်ပြီးပုပ္ပနမိတ်ပေါ်လာတယ်အရေးရောင်တွေပေါ်လာပြီနတ်တွေဟာအမှန်တမ်းပျော်စရာကောင်းတဲ့ဘုံဘဝမှာသူတို့နေစဉ်ထားတာပြောနေကြတယ်ဒါပေမဲ့လို့ဘဝတစ်ခုဆုံးသက်တော့မယ်သူပိုင်ဆိုင်တဲ့ဘုံဗိမာန်တွေအပေါင်းအသင်းတွေအချွေရန်တွေအကုန်စွန့်ပြီးသူသွားရတော့မယ်ဆိုတဲ့အချိန်မှာအတော့ကိုကြောက်လန့်စိုးရိမ်မှုတွေဖြစ်တယ်။ဘာလဲဘလောက်တောင်ဖြစ်တော့ဆိုဘယ်တော့မှချွေးမထွက်တဲ့ခန္ဓာကိုချွေးပြက်ပြက်ထွက်လာ။ညာနတ်ရဲ့ခန္ဓာဘယ်တော့မှချွေးမထွက်။ပန်ထားတဲ့ပန်းလေးဟာအဲ့ဒီအချိန်မှာညှို့ကျသွား။ဝတ်ထားတဲ့အဝတ်တွေကလည်းဘယ်တော့မှဒီလောင်ဒရီပေးရတာမှမရှိတာသူတို့အမြဲတမ်းတစ်လွင်နေတဲ့အဝတ်တွေအဲ့ဒီနေ့ကျတော့အဝတ်တွေကလည်းနွမ်းကုန်ဆင်ထားတဲ့ပန်းတွေနွမ်းတယ်အဝတ်တွေနွမ်းလာတယ်ခြိုင်းကြားကချွေးတွေထွက်လာတယ်ခန္ဓာကိုယ်ကလည်းပဲရုပ်ပြက်ဆင်းရဲဖြစ်လာတယ်မျက်နှာကအိုးလာမျက်နှာမကြည်မသာဖြစ်လာနတ်တွေဟာဘလောက်စိတ်ဆင်းရဲတယ်ဆိုတာစဉ်းစားကြည့်လေအလုံးကိုစိတ်ဆင်းရဲတာတရားမင်းကြီးဟာသူတေကနေကြတဲ့အခါပိဿတိခါကိုမြတ်စွာဘုရားစီလွတ်တယ်လွတ်ပြီးတော့သူဖះနဲ့တွေ့ချင်တာကိုပိဿတိခါကိုပန်ကြားခိုင်းတဲ့အချိန်သူ့ကနေမထိထိုင်မထိပဲသူတေရတော့မှဆိုတာသိတဲ့အခါမြတ်စွာဘုရားစီလာတက်ကပညာတုတ်ပါမြတ်စွာဘုရားကိုမိခွန်းနေမေးတာအဲ့တော့အဲ့ဒီမှာလည်းပဲသူတအားစိတ်ဆင်းရဲတယ်ဆိုတာထင်ရှားတယ်ဗြဟ္မာတွေဟာလည်းပဲဗြဟ္မာဘုံမှာတော့ဒေါသမရှိဘူးလို့ဆိုတယ်သို့တော့သုတေစိတ်ကြပြီဆိုတဲ့အချိန်လေးမှာတော့သူတို့လည်းစိတ်ဆင်းရဲမှုဥထုဇဉ်ဆိုတာကြောက်ရွံ့မှုတွေရှိတာပဲမြတ်စွာဘုရားကဘယ်အရာမှမမြဲဘူးလို့ခေါ်လိုက်တဲ့အချိန်မှာဗြဟ္မာဘုံတွေမှာနေတဲ့ဗြဟ္မာကြီးတွေကလန့်သွားတယ်လို့ဆိုဘလို့လန့်သွားတာတော့ဆိုဟာတို့ကသာဝရဘုံဘယ်တော့မှမသေးဘူးလို့ထင်နေတာတို့လည်းသိရမှာပါလားဆိုအတွေးဝင်သွားဒါကြောင့်မို့လို့အလုံးတက်တန်းရှည်တဲ့ဗြဟ္မာကြီးတွေတောင်းပါပဲမြတ်စွာဘုရားဟောတဲ့တရားလေးနားထောင်လိုက်ရလို့ရှင်ထိတ်လန့်တုန်လှုပ်သွားကြတယ်ဆိုတာစာပေကျမ်းဂန်ထဲမှာဒီလိုဆိုထားတယ်နော်ထိတ်လန့်တုန်လှုပ်သွားအဲ့တော့အဲ့ဒီလိုအနေထားမျိုးမှာလူဘဝဟာဘုန်းကြီးတို့တွေဟာအခုလိုအခြေအနေမျိုးတွေနဲ့ဘဝမှာနေစဉ်ဖြတ်တန်းနေပြီဆိုလို့ရှိရင်လောဘတွေကလည်းများတယ်ဒေါသတွေကလည်းများတယ်လောဘတွေများလိုက်ဒေါသတွေများလိုက်ဖြစ်ပေါ်လာတဲ့လောဘဒေါသတွေဟာဘာနဲ့အလားတူတူတယ်လဲကိုယ်တဏ္ဍာမှာဖြစ်တာတော့မှန်တယ်မြတ်စွာဘုရားဟောတယ်လောဘောဒေါသောစမောဟောစပုရိတံပပစေတတံစိတ်ထက်ယုံညံ့တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာတဲ့လူကျင်စိတ်တွေမုန်းတိစိတ်တွေအမှန်မသိတဲ့တွေ့ဝေစိတ်တွေလွှမ်းမိုးလာပြီဆိုလို့ရှိရင်တဲ့လွှမ်းမိုးလာပြီဆိုလို့ရှိရင်ကိုယ်ခန္ဓာကိုအဲ့ဓာတွေကတန်ကိုတန်ချေးတက်ပြီးတန်ချေးကတန်ကိုဖြစ်တယ်လို့ပဲဖြတ်တယ်လို့ပဲသူဟာလည်းပဲဝါပင်ဟာအပွင့်ပွင့်အသီးသီးတဲ့အခါမှာအဲ့ဒီဝါပင်တေရကျူပင်ဟာလည်းအပွင့်ပွင့်ကျူပင်တေတယ်ငပြောပင်ကလည်းအသီးသီးရင်ငပြောပင်တေတယ်အဲ့ဒါလိုပဲကိုယ်ခန္ဓာကိုယ်မှာဖြစ်လာတဲ့ဒီလောဘတွေဒေါသတွေမောဟတွေဟာကိုယ့်ကိုပြန်ပြီးအောက်တန်းနောက်တန်းရောက်သွားအောင်မကောင်းတဲ့ဘုံဘဝရောက်အောင်ပုတ်ပြလိုက်တာလို့ဆိုလို့လေလောဘောဒေါသောစမောဟစပုရိတံပပစေတဟိတံတိအတ္တတံဗုဒ္ဓလေကိုယ်မှာဖြစ်တဲ့အရာတွေပဲယောဂတွေကကိုယ်တဏ္ဍာမှာဖြစ်တယ်ဖြစ်လာတဲ့ယောဂတွေကကိုယ်ကိုတတ်တယ်ယောဂကြောင့်တရားဆိုကိုယ်ခန္ဓာကိုယ်မှာဖြစ်တဲ့ယောဂကိုယ်ပြန်တတ်တာလေသူများစီကယောဂကိုယ်ရောက်တာမှမဟုတ်တာကိုယ်မှာဖြစ်ပြီဆိုဥပမာမဲ့ဥပမာဖြစ်တဲ့ကိစ္စယောဂအသေးမှာဖြစ်တဲ့ကိစ္စယောဂစသဖြင့်ခန္ဓာကိုယ်မှာရှိတဲ့ခုခေတ်ကိုယ့်ရတာယာခက်တဲ့ဒီယောဂမျိုးဖြစ်လာတယ်ဆိုလို့ရှိရင်ဒီယောဂကိုယ့်ကိုရှေ့ဆက်နေခွင့်မရအောင်ဖြည့်ဆည်းတာပဲလေ။ဘာယောဂပဲဖြစ်ဖြစ်လူရဲ့အသက်ကိုဖြည့်ဆည်းပြတာပဲ။ဒါကြောင့်ဟိန္တန္တိအတ္တတံဗုဒ္ဓနော်ဟိန္တန္တိအတ္တတံဗုဒ္ဓနေကျင်တော့လဲနေလို့မရဘူးအချိန်မတန်မဲနဲ့တည်သွားရတယ်နော်ကိုယ်တဏ္ဍာမှာဖြစ်တဲ့လောဘဒေါသမောဟတွေကလည်းထို့တူပဲကိုယ်တဏ္ဍာမှာဖြစ်ပြီးကိုယ်ကိုဖြစ်စေတ
သတာရံဝတံဖလံနဲ့ဒီဝါပင်ကအသီးသီးတဲ့တီးလို့ရှိရင်အဲ့ဒီဝါသီးကဝါပင်ကိုပြန်တတ်တယ်လို့ပဲကိုယ့်ကိုပြန်တတ်တာပဲလို့မြတ်စွာဘုရားဒီလိုဟောတယ်ဒါကြောင့်မို့ဘဝမှာဘုန်းကြီးတို့တွေကိုယ့်ကိုအလေးနဲ့ထားရမှာရုပ်ခန္ဓာကိုယ်လားကိုယ်တဏ္ဍာမှာဖြစ်ပြနေတဲ့စိတ်တွေလားဆိုတာကိုယ်တဏ္ဍာမှာဖြစ်ပြနေတဲ့စိတ်တွေကိုအမြဲတမ်းစောင့်ကြည့်ပြီးတော့ပြုပြင်ပေးနေဖို့လိုအပ်တယ်လို့သူဆိုတယ်ဒါဟာဒီကမ္မဋ္ဌာန်းတရားအထုတ်နေမှဒီလိုလုပ်ရမှာမဟုတ်ဘူးနေ့စဉ်နဲ့အမျှလုံရင်ကိုင်းရင်သွားရင်လာရင်စားရင်တောက်ရင်မိသားစုဘဝမှာနေရင်မြတ်စွာဘုရားကဟောထားတာရှိတယ်မြတ်စွာဘုရားဟောတာဘုရားနုတ္တိကမ္မဋ္ဌာန်းကိုဘယ်ချိန်ပွားရမလို့လို့ဘယ်လိုနေရမလို့လို့မေးတဲ့ဘဝမှာနေပုံနေနည်းတွေအများကြီးရှိတဲ့ထဲမှာတပည့်တော်တို့ဘယ်လိုနေရမလဲလို့မေးတဲ့မဟာနာမင်းကြီးကိုမြတ်စွာဘုရားဘုရားနုတ္တိနဲ့နေဓမ္မနုတ္တိနဲ့နေဆိုကမ္မဋ္ဌာန်းနဲ့နေပုံနေနည်းလေးတွေကိုပြောတဲ့အခါမှာအေးအခုလို့မြတ်စွာဘုရားကိုအာယုပြုပြီးနေတာဟာဘယ်ချိန်တော့ခုခေတ်စကားနဲ့ပြောမယ်ဆိုရိတ်တာမှာတရားအထုတ်တဲ့ချိန်မှမဟုတ်ဘူးနော်ဘယ်ချိန်မှနေရတော့ဆိုမြတ်စွာဘုရားပြောတာကမ္မန္တံအဋိဋ္ဌာယံတော်ပြီမင်းလုပ်ငန်းလုပ်နေရင်လည်းပဲအဲ့ဒီဟာနဲ့နေလို့ပြောတာလုပ်ငန်းလုပ်နေရင်လည်းအဲ့ဟာနဲ့နေနောက်ဆုံးပြောလိုက်တယ်ဥဒ္ဒတံပါရတယနံဝတ္တံတော်ပြီသားတွေသမီးတွေနဲ့အဲ့ရထဲမှာအတူတကွနေတဲ့အချိန်လေးမှလည်းပဲဖရာတရားအာရုံပြုနေလို့ဆိုတာဝိသခါကိုလည်းအဲ့တိုင်ပဲခေါ်တာဗျာအဲ့တော့ကမ္ဘာနှလုံးသွင်းရမယ့်အချိန်ဆိုတာတရားစခန်းဝင်မယ်ဆိုမှလောရမဟာမဟုတ်ဘူးဆိုတာအလွန်ထင်ရှားတယ်နော်အဲ့တော့အချိန်ပြည့်ကိုယ်တဏ္ဍာမှာဒီစိတ်ဖြူစင်မှုအတွက်ကြိုးစားအထောက်အမယ်ဒီလိုဆိုလို့တယ်